ဆလန်လျာအစမှစတော့ယထာပေါ်မှာတွာလာနေတဲ့တက်ကြီးရွယ်ဦးမဲအိမ်မဲအမျိုးသားတယောက်ဖြစ်တဲ့ဟိုဘိုနဲ့မိတ်ဆက်ပေးထားပါရီခဏကြာမှာတော့ယထာပေါ်ကဆင်းလာခဲ့ပြီးဟိုတောင်းလို့ခေါ်တဲ့မြို့တစ်မြို့စီဝင်ရောက်ခဲ့ကအဲ့ဒီမြို့ကကျိုးဆိုတဲ့ဆိုင်ဘုတ်အပေါ်မှာစတော့ graffiti နဲ့ခြုံချတဲ့မြို့လို့ရေးသားထားပါရီနောက်ပိုင်းမှာဆိုရင်ဟိုဘိုကစွန့်ပစ်ပစ္စည်းအမျိုးမျိုးနဲ့ပြည့်နေခဲ့တဲ့ဈေးဝယ်လဲကိုလမ်းမပေါ်မှာတွန်းလာနေတာတွေ့ရပါရီအဲ့ဒီချိန်မှာသူကလမ်းဘေးရံပွဲတစ်ခုကိုရိုက်ကူးနေခဲ့တဲ့ရုပ်ရှင်ဖန်တီးရှင်တယောက်နဲ့တွေ့ဆုံပါရီရုပ်ရှင်ရိုက်နေတဲ့လူကဟိုဘိုကိုတိုက်ပွဲမှာပေါဝင်မယ်ဆိုတော့$10ပေးပါမယ်လို့ကမ်းလှမ်းပါရီဒါပေမဲ့ဟိုဘိုကတော့သူ့ကိုလစ်လူရှုကထွက်သွားခဲ့ပါရီသူခတ်ဝေးကိုရောက်တဲ့အခါမှာတော့အနောက်ကနေစူးစူးရဲ့အတန်တစ်ခုကရုတ်တရက်ကြားလိုက်ရပါရီသူလဲကြည့်လိုက်တော့လိုကန်လို့ခေါ်တဲ့လူတယောက်ဟာလဲဘေးမှာမြောင်းဖုံစုမိနေခဲ့ပြီးတော့လက်တွေကလည်းရှီထားခံရကမျက်နှာမှာတွေးရကဖုံးလွှမ်းနေခဲ့ပါရီတစုံတယောက်ကသူ့ကိုလိုက်ဖမ်းနေတယ်ဆိုပြီးတော့လမ်းပေါ်ကလူအများအပြားစီအကူအညီတောင်းခံနေခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲဘယ်သူကမှသူ့ကိုမကူညီရှင်ပါဘူးတိတ်မကြခင်မှာတော့ခင်မီအဖြူအောင်ကားတစ်စီးရောက်လာခဲ့ပြီးလိုကန်ကဟိုဘိုကိုအကူအညီတောင်းနေခဲ့ပေမဲ့သူကသူ့ရဲ့တောင်းဆိုမှုကိုလစ်လျူရှုကသူ့လမ်းတူဆက်သွားနေခဲ့ပါရီအဲ့ဒီအချိန်မီနီထရက်ကားကတနေရာကနေရောက်လာပြီးတော့သူ့ရဲ့ဈေးဝယ်လဲကိုတိုက်မိပြီးသူကောက်လာတာဝေအကုန်ပြန့်ကျဲသွားခဲ့ပါရီအဲ့ဒီနောက်မှာအဖြူအောင်ဝတ်စုံဝတ်ဆင်ထားတဲ့ dress ဆွဲလူတယောက်ကားပေါ်ကနေဆင်းလာပြီးတော့သူ့ရဲ့ခါးမှာချိတ်ထားတဲ့ pistol တနက်တလက်ကိုထုတ်ပြပါရီတချိန်တည်းမှာပဲဒရက်ရဲ့သားနှစ်ယောက်ဖြစ်တဲ့ဆလစ်နဲ့အိုင်မန်တို့ကခင်မီကားထဲကနေထွက်လာကြပြီးတော့လိုကန်ကိုတစ္ဆာဖောက်လို့ဆွဆွဲခဲ့ကြပါရီလိုကန်ကဒရက်ရဲ့ညီဖြစ်တဲ့အကြောင်းသိလျက်ပြီးဒရက်ရဲ့ဆက်ဆံရေးဟာတင်းမာလျက်ပြက်ပြားနေပုံလေးရပါရီလူအုပ်ကစောင့်ကြည့်နေတော့မှပဲဆလစ်နဲ့အိုင်မန်တို့ကလိုကန်ကိုလက်နှစ်ဖက်ဆွဲလိုက်ပြီးအနာကအပေါက်တစ်ခုစီဆွဲခေါ်သွားခဲ့ပါရီသူတို့ကအပေါက်ထဲကိုအတင်းတွန်းချလိုက်ပြီးတော့သူ့ရဲ့ခေါင်းကိုမြေပြင်ပေါ်ကချန်ထားခဲ့လိုက်ပါရီအဲ့ဒီနောက်လိမ့်လေလေးစားတဲ့ပုံစံနဲ့ Drap ကကြီးရွှေတဲ့လူတွေကိုပြိတ္တအဖြစ်တတ်မှတ်ပြီးလိုကန်ကိုကန်ကောင်းတဲ့ပြိုင်ပွဲဝင်တရားအဖြစ်တတ်မှတ်ခဲ့ပါရီသူကလူဝိုင်းကိုကြီးစုကြဖို့အတွက်အမိန့်ပေးပြီးတော့လိုကန်မြက်လေပင်တစ်ဝိုက်မှာတန်ဆူကျိုးကိုတက်ပြီးခင်မီကားနဲ့တစ်ဖက်ဆုံးကိုချိလိုက်ပါရီအဲ့ဒီနောက်မှာတော့သူကဆလစ်ကိုပွဲစားဖို့အတွက်အမိန့်ပေးကဆလစ်ကားကိုအချိန်မပြည့်နဲ့အချိန်မြင့်မောင်းတင်လိုက်ပါရီအဲ့ဒီလိုနဲ့တနာစရာလိုကန်မြက်ဥခေါင်းကသူ့ရဲ့ခန္ဓာကိုယ်ကနေကွဲထွက်သွားခဲ့ပါရီရုံးရင်ဆန်ခတ်ပြီးရနောက်Drive ကခေါင်းပြက်ကိုကင်ပြီးတော့သူ့ရဲ့ရှိုးမှာနောက်ထပ်ကန်ကောင်းသူဖြစ်နိုင်တဲ့အကြောင်းလူဝိုင်းကိုအသိပေးပါရီအဲ့ဒီအချိန်ဟိုဘိုကသူ့ရဲ့ပစ္စည်းတွေကိုစီးဝဲလဲထဲပြန်ထည့်ကလမ်းပေါ်မှာဆက်လက်လဲပတ်နေခဲ့ပါရီလမ်းမှာဆိုတော့သူကအပေါင်းစင်ကိုရောက်ခဲ့ပြီးမျက်ရည်ဆက်တစ်ခုကသူ့ရဲ့အာယုံကိုဖန်ဆားသွားခဲ့ပါရီဒါပေမဲ့စေးနှုန်းက$49.99စွာကိုမြင်လိုက်ရပြီးနောက်တက်ပြင်းချပြီးဆက်လျှောက်ထွက်ခဲ့ပါရီအဲ့ဒီညနေမှာပဲဟိုဘိုကငါပင်ပန်းနေပါပြီမျက်ရည်ဆက်အတွက်ပိုက်ဆံလိုတဲ့ဆွဲဆိုင်ဘုတ်တစ်ခုကင်ပြီးတော့လမ်းပေါ်မှာနေရာယူလိုက်ပါရီကံမကောင်းစွာနဲ့ပဲရိုင်းဆိုင်တဲ့ဆေးချိုတဲ့အုပ်စုတစုကသူ့စီကိုရှီကပ်ပြီးတော့မယုံမသိသူ့ရဲ့ဆိုင်ဘုတ်ကိုတထွေးနဲ့ထွေးကြပါရီအချိန်အတော်ကြာပြီးနောက်ဟိုဘိုကခင်မီကားထဲကနေထွက်လာပြီးတော့အဆောက်အဦတစ်ခုအထဲဝင်သွားတဲ့ဆလစ်ကိုတွေ့လိုက်ရပါရီစူးစမ်းရှင်စိတ်ကြောင့်ပဲသူကဆလစ်ရဲ့နောက်ကိုလိုက်သွားလိုက်ပြီးအာကိတ်ကင်းလိုမျိုးအထဲမှာလူဝေကိုငင်းပန်းနှိမ့်ဆက်တက်ဖြတ်နေတဲ့ဒရက်ပြအဖွဲတောက်ဝေကိုတွေ့လိုက်ရပါရီဟိုဘိုကအရာအလုံးကိုဒေါင်းတနေရာကနေကြည့်နေတော့မှပဲဆလစ်ကသူ့စီအကျွေးတင်နေခဲ့တဲ့အိုတစ်ဆိုတဲ့လူငယ်ကိုစတင်နောက်ဆက်ပါရီဒါကိုမြင်တဲ့ခါမှာတော့အာဘီလို့ခေါ်တဲ့အဆောင်တယောက်ကအိုတစ်ဟာငယ်သေးတာကြောင့်လွတ်ပေးလိုက်ဖို့ဆလစ်ကိုပြောပါရီအဲ့ဒီနောက်သူမကအဝေးကိုထွက်သွားပေမဲ့ဆလစ်ကသူမကိုတခြားအခန်းစီလိုက်ခဲ့ဖို့ဆွဲဆောင်ကသူမအတွက်ကောင်းတာပေးပါမယ်လို့ကတိပေးပါရီဆလစ်ရဲ့လောက်ရတဲ့ကိုအနီးကစောင့်ကြည့်နေတဲ့ဟိုဘိုကတော့သူတို့ရဲ့အနောက်ကနေတိတ်ဆိတ်လိုက်လာခဲ့ပါရီအခန်းထဲကိုရောက်တဲ့ခါမှာတော့ဆလစ်နဲ့အာတီတို့လုပ်ငန်းစတင်ပါရီဒါပေမဲ့မျက်နှာဖုံးစွတ်ထားတဲ့အမျိုးသားတယောက်ကကားကိုယ်တော်တစ်ခါကနေတဲ့ဆင်ဝင်လာတဲ့အတွက်သူတို့ကရက်သွားကြပါရီသူကအာဘီကိုပြန်ပေးဆွဲလိုက်ပြီးမောင်ခိုစီကွဲမှာရောင်းစားဖို့အတွက်ရောက်လာတာဖြစ်ပါရီဒါပေမဲ့ကန်ကောင်းပြီးတော့ဟိုဘိုကအချိန်မီရောက်လာကအဲ့ဒီလူကိုတားဆီးလိုက်ပါရီဒါကဆလစ်ကိုဒရထွက်သွားစေခဲ့ပြီးဓာတ်ကိုထုတ်လျက်ဟိုဘိုစီရောက်လာပါရီဒါပေမဲ့တူတူရှာဆန့်ကျင်ဘက်အနေနဲ့အဖိုးအိုကအကျွေးစိတ်ထုတ်နဲ့ရိုက်ပြီးတော့သူ့ကိုမေ့လဲတွားစေခဲ့ပါရီအဲ့ဒီနောက်လူဆိုးကိုရဲစခန်းစီခေါ်သွားလိုက်ပြီးတော့စပွဲခုံအပေါ်တင်ကရဲဝေကိုဖမ်းခံလိုက်ပါရီဒါတင်မကတိပဲနဲ့ဟိုဘိုကရဲချုပ်နေစကားပြောဖို့အတွက်တောင်းဆိုတာကြောင့်သူ့ကိုစစ်ကြောရဲ့အခန်းထဲစောင့်ဖို့ပါညွှန်ကြားထားပါရီခဏကြာမှာပဲအစစ်မြစ်ရဲအရာရှိတယောက်အခန်းထဲကိုဝင်လာပါရီဟိုဘိုကမြို့ထဲမှာရှိတဲ့ရာဆွတ်ကောင်တွေအားလုံးကိုတင်းတင်းကြပ်ကြပ်အရေးယူဖို့တိုက်တွန်းပြီးတော့အခြေအနေတွေကထိမနိုင်တိမ်မရဖြစ်နေတဲ့အကြောင်းရှင်းပြပါရီအရာရှိကသူ့ရဲ့ဇွဲမှုကိုအတိအမှန်ပြုတ်ပေမဲ့လည်းမြို့ထဲမှာရှိတဲ့ရဲဝေအားလုံးနီးပါးက drop နဲ့မိတ်ဆွေဖြစ်နေလို့သူ့ကိုစန့်ကျင်ဖို့ကလည်းမဖြစ်နိုင်တဲ့အကြောင်းပြောပြပါရီဒါကိုပြောပြတဲ့အရာရှိကရုတ်တရက်သူ့ရဲ့အမှုအရာပြောင်းလာခဲ့ပြီးဟိုဘိုကိုတနက်နဲ့ချိန်ပါရီတစ်ချိန်တည်းမှာပဲ drop ရဲ့သားဖြစ်သူဆလစ်ကရောက်လာပြီးတော့ဟိုဘိုကိုစတင်ရိုက်နေပါရီသူ့ရဲ့ရင်ဘတ်မှာလည်းလူလိမ့်ဆွဲစက်ကလုံးကိုထွင်ပါရီအဲ့ဒီနောက်မှာတော့ရဲအရာရှိနှစ်ယောက်ကဟိုဘိုကိုအမိုက်ပုံထဲပစ်ထည့်လိုက်ကြပါရီနောက်တစ်ခါမှဆိုတော့အာဘီကလူတစ်ယောက်နဲ့ညအတွက်ညှိနှိုင်းဖို့ကြိုးစားနေခဲ့ပါပြီဒဏ်ရာဝင်တဲ့ဟိုဘိုကတူမကိုလာထိတော့တနာစရာကောင်းတဲ့အခြေအနေကိုမြင်ပြီးတူမရဲ့အခန်းစီခေါ်သွားကဒဏ်ရာဝေကိုစီးထည့်ပြလိုက်ပါရီ
သူမကသူမရဲ့အခန်းထဲမှာတညနေခွင့်လဲပေးပါရီနောက်တနေ့မနေ့မှာပဲဟိုဘိုကခုနကရုပ်ရှင်ဒရိုက်တာစီကိုတွားလိုက်ပြီးတော့ကန်လန်မှုကိုလက်ခံခဲ့ပါရီဖန်ပလင်းကိုခေါင်းနဲ့ရိုက်ခွဲပြီးတော့အခွန်တွေကိုဝါခိုင်းတာမျိုးစတဲ့ညဉ့်ညမ်းတဲ့အပြုတ်မှုတွေဆက်တိုက်လုပ်ပြီးတော့သူ့ကိုယ်သူတလိုတလာခေါင်းကိုခံခဲ့ပါရီပိုက်ဆံအလုံးလောက်ရတာနဲ့ပဲအပေါင်ဆိုင်ကိုပြန်လာခဲ့ပြီးတော့မျက်ရည်ဆက်ဝဲဖို့အတွက်ဆုံးဖြတ်ပါရီဒါပေမဲ့ရုတ်တရက်ဓမြ3ယောက်ဆိုင်တဲကိုဝင်လာခဲ့ပြီးအမျိုးသမီး1ယောက်နဲ့သူမရဲ့ကလေးကိုဓစကန်အဖြစ်ဖမ်းလိုက်ပါရီအဲ့ဒီနောက်ဆိုင်ပိုင်ရှင်ကိုပိုက်ဆံအလုံးပေးဖို့ချိန်ချပါရီဒါဝေအလုံးကိုမြင်လိုက်ရတဲ့အတွက်ဟိုဘိုကအမှန်တကယ်ပဲစိတ်အနှောက်အယှက်ဖြစ်လာခဲ့ကကိစ္စကိုသူ့ရဲ့လက်နဲ့ပဲကင်တွယ်ဖို့ဆုံးဖြတ်ပါရီသူကဒရဝကြီးနဲ့အနေအနာကစင်တစ်ခုကတနတ်တလက်ကိုယူလိုက်ပြီးတော့ဓမြဝေကိုတယောက်ပြီးတယောက်တနတ်နဲ့ပစ်တက်လိုက်ပါရီရုံးရင်ဆန်ခတ်ဖြစ်ပြီးတော့ဟိုဘိုကဟိုတောင်းဟာတရားမျှတမှုအပြင်းထန်လိုအပ်နေတဲ့ဆိုကိုတဘောပေါက်သွားခဲ့ပါပြီ။ဒါကြောင့်သူကလည်းစိတ်ပြောင်းသွားခဲ့ပြီးတော့မျက်ရည်ဆက်အစားတနတ်ကိုတောင်ဝယ်ယူဖို့ဆုံးဖြတ်ပါရီအဲ့ဒီအချိန်ကစပြီးဟိုဘိုဟာရာဆိုးကောင်တွေကိုနေနှင်းဖို့အတွက်မဆုတ်မနစ်မစ်ရှင်တစ်ခုကိုစတင်လိုက်ပါရီသူ့ရဲ့တနတ်ကိုကင်ပြီးတော့ရုပ်ရှင်ရိုက်ကူးတူကစတင်ပြီးပြစ်တစားခေါင်းဝီရဲ့စေဝါရောင်းဝယ်တူနဲ့စန်တာကလော့အဖြစ်အသွင်ပြောင်းထားပြီးတော့ကလေးတငယ်တွေကိုပြစ်မှတ်ထားနေတဲ့လူတွေကိုရှင်းလင်းခဲ့ပါရီလောက်ရတစ်ခုစီတိုင်းမှာအပြစ်မဲ့လူတွေကိုပြစ်မှားမိတဲ့သူရဲ့အတွက်တရားမျှတမှုပေးဆောင်ဖို့ကြက်မှတ်သူဖြစ်လာခဲ့ပါရီသူ့ရဲ့ရဲရဲတဲ့လောက်ရအကြောင်းသတင်းကတမျိုးလုံးကိုအမြန်ဆုံးပြန့်နှံ့သွားခဲ့ပြီးတော့လူဆိုးတွေရဲ့အာယုံကိုဖန်ဆားသွားခဲ့ပါရီဒါကဒရက်ကိုဒရထွက်စီခဲ့ပြီးတီဗီဖန်တားပြင်ကိုပစ်ခတ်လိုက်ကဟိုဘိုကိုလွတ်ပေးခဲ့လို့သူ့ရဲ့တားဝေကိုစူပူခဲ့ပါရီဒါနဲ့ဆလစ်နဲ့အိုင်ဘန်တို့ကလည်းရှက်သွားခဲ့ပြီးတော့ဟိုဘိုကိုရှင်းကဒရက်အဖေကိုကုံယူအောင်လုပ်ဖို့အတွက်ကြိုးစားကြပါရီနောက်တစ်ခါမှာတော့ညီအကိုရီကအကြောင်းကားပေါ်တက်လိုက်ပြီးကလေးငယ်14ဦးကိုမီးတုံးနဲ့ရဲဆက်တပ်ဖြတ်ခဲ့ကြပါလိမ့်ရဲဆက်ကြမ်းကြုတ်မှုရဲ့နောက်ထပ်ပြသမှုတစ်ခုမှာသူတို့ကဓာတ်ရိုက်ထုတ်လွှင့်နေတဲ့အချိန်ရုပ်မြင်သံကြားဌာနကိုဝင်ရောက်စီးနင်းပြီးတော့ဟိုဘိုကိုရှီကျူးကုန်ပြုတ်တဲ့အတွက်တင်ဆက်သူကိုတပ်ပစ်ခဲ့ကြပါလိမ့်အဲ့ဒီနောက်ညီကိုရီကဓာတ်ရိုက်ထုတ်လွှင့်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးတော့လူအများကိုချင်းချောက်မှုတရက်ထုတ်ပြန်ခဲ့ပါလိမ့်မြို့မှာရှိတဲ့အိုးမဲအိမ်မဲအလုံးကိုမတက်ပြစ်ဘူးဆိုတော့တို့ရဲ့သားသမီးတွေကလည်းထပ်တူကမ်းစမားကိုခန်းစားရလိမ့်မယ်လို့ကြေညာခဲ့ပါလိမ့်ဒီချင်းချောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့မြို့သွင်းမှာရှိတဲ့အိုးမဲအိမ်မဲပြည်သူတွေကိုကြောက်မဲ့ဖွယ်ရာအဆုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်ပွားခဲ့ရပြီးတော့ရဲအရာရှိတွေကတော့မှဒီအကြမ်းဖက်မှုမှာပါဝင်ခဲ့ပါလိမ့်ဒီမင်းကြီးမတက်မှုတွေကြားမှာပဲအာဘီကအိမ်ကိုပြန်လာပြီးတော့ရဲအရာရှိနှစ်ယောက်ဟာဒူမကိုရှိကပ်ပါလိမ့်သူတို့အထက်ကတယောက်ကတညတာအမျက်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ဒူမကငင်းဆန်ပြီးထွက်ပြေးသွားခဲ့ပါလိမ့်ဒရတကြီးနဲ့ရဲကအနောက်ကနေလိုက်ပြီးတော့အမိုက်ပေါ်အနားမှာဖမ်းမိသွားခဲ့ပါလိမ့်ဒူမကိုစော်ကားဖို့ကြိုးစားပေမဲ့အချိန်ကိုက်ပဲဟိုဘိုရောက်လာခဲ့ပြီးအရာရှိကိုတနက်နဲ့ပြစ်တက်ခဲ့ပါလိမ့်အဲ့ဒီနောက်အာဘီကိုအိမ်ပြန်ပို့ဖို့အတွက်ကန်လန့်ခဲ့ပါလိမ့်ဒါပေမဲ့လည်းလူအုပ်ကြီးကသူ့စီကိုလိုက်လာကြတော့အာဘီကအစီအစဉ်တစ်ခုအမြန်ဆုံးဆွဲပါလိမ့်သူမဟာဟိုဘိုကိုလဲအထဲမှာဖွဲ့လိုက်ပြီးတော့တိတ်ဆုံးသွားတဲ့အရာရှိရဲ့အကျွင်းအကြံတွေနဲ့ဖုံအုပ်ပြပါရီအစီအစဉ်ကအလုပ်ဖြစ်သွားခဲ့ပြီးနေရောက်သားလူစုလူဝေးတွေတတိမထားမိအောင်ဖျက်ကျော်သွားနိုင်ခဲ့ပါရီခဏကြာသူတို့အာဘီရဲ့အိမ်ကိုရောက်လာကြပြီးတော့ဟိုဘိုကနောက်ဆုံးမှလဲထဲကနေထွက်လာပါရီကန်ဆိုပြီးတော့အနီးအနားမှာရှိနေခဲ့တဲ့အိုတစ်ကသူတို့ကိုမြင်သွားခဲ့ပြီးတော့လူဆိုကိုင်းကြီးအကိုဝေစီချက်ချင်းပဲအကြောင်းကြားပါရီအာဘီရဲ့တိုက်ခန်းအထက်ရောက်တဲ့အခါမှာတော့ဟိုဘိုဟာမျက်ရည်ရှင်းလုပ်ငန်းစတင်ခြင်းနဲ့သူ့ရဲ့စိတ်ကူးကိုမျှဝေပါရီသူကအကြမ်းဖက်မှုကနေလွတ်မြောက်ပြီးတော့ထိုက်တန်ငွေရှာရှင်ခဲ့တာဖြစ်ပါရီအံ့ဩဖို့ကောင်းတာကတော့အာဘီဟာသူ့ရဲ့စိတ်ကူးကိုထောက်ခံပြီးသူ့ကိုကူညီဖို့တဘောတူပါရီအဲ့ဒီနောက်သူတို့နှစ်ယောက်မြို့ထဲကနေထွက်ပြေးပြီးတော့ဘဝအတက်အတူစတင်ဖို့ဆုံးဖြတ်ပါရီဒါပေမဲ့လည်းသူတို့ရဲ့အစီအစဉ်ကပြတ်သွားခဲ့ရပြီးအိုလစ်နဲ့အိုင်မန်တို့ကတိုက်ခန်းကိုရောက်လာကအာဘီရဲ့တိုက်ခန်းကိုဖောက်ဝင်ပါရီအိုင်မန်ကသူ့ရဲ့ရေခဲစကိတ်ဖနက်ကိုအတုံးပြပြီးတော့ဟိုဘိုကိုဒဏ်ရာရအောင်လောက်ကဆလစ်ကအာဘီကိုလိုက်ဖမ်းနေခဲ့ပါရီသူမကိုနေရန်တစ်ခုမှခြောင်ပိတ်ဖမ်းမိပေမဲ့သူမကတော့ဖန်ခွက်တစ်ချမ်းကိုကင်ကသူ့ရဲ့မျက်နှာကိုလီးလိုက်ပြီးပြန်လဲတိုက်ခိုက်ပါရီကံမကောင်းစွာနဲ့ပဲဒါကဆလစ်ကိုဒရထွက်စီလျက်ကလဲစားရှိတဲ့အနေနဲ့လွတ်တချောင်းကိုယူပြီးသူမရဲ့လေပင်ကိုနာကျင်စီခဲ့ပါရီအဲ့ဒီအချိန်မှာဟိုဘိုကအိုင်မန်ကိုစစ်နဲ့ဓာတ်လိုက်အောင်လှုပ်လိုက်ပြီးနေနှင်းခဲ့ပါရီအာဘီရဲ့အော်တန်ကိုကြားတဲ့အခါမှာတော့အကူအညီပေးဖို့ပြေးသွားလိုက်ပြီးဆလစ်ကိုတနတ်နဲ့ချိန်ပါရီဆလစ်ကအပြစ်ကင်းစင်မှုကိုတောင်းဆိုဖို့အတွက်ကြိုးစားပေမဲ့ဟိုဘိုကဘာမှကိုမကြားပဲသူ့ရဲ့အောက်ပိုင်းကိုပြစ်လိုက်ပါရီရုံရင်ဆန်ခတ်ချောင်းမှာပဲအိုင်ဘန်ကတတိပြန်ဝင်လာခဲ့ပြီးထွက်ပြေးခဲ့ပေမဲ့ဟိုဘိုစီမှာသူ့ကိုလိုက်ဖမ်းဖို့အရှိမရှိသေးပါဘူးအဲ့ဒီစားသူကအာဘီကိုသူ့ရဲ့လဲအပေါ်တင်ကဈေးအောင်စီအမြန်ပို့ပါရီဒီအချိန်တေလူမျိုးပါတရားရနေခဲ့တဲ့ဆလစ်ကသူ့အဖေစီဆက်သွယ်ပြီးတော့အခြေအနေကိုအကြောင်းကြားပါရီသူဖုန်းချပြီးတာနဲ့ဟိုဘိုဟာသူ့ကိုမီးလောင်နေတဲ့ဘတ်စကားအထဲမှာတောက်ခတ်ထားခဲ့ပြီးတေအောင်ထားခဲ့တာကိုမြင်အောင်မိနေပါရီဒါပေမဲ့လက်တွေ့မှာဆိုတော့သွေးထွက်လွန်ကတူတေသွားခဲ့ပါရီတခြားတစ်ဖက်မှာဆိုတော့ဟိုဘိုကဈေးုံကိုရောက်လာပြီးအာဘီကိုကဲတင်ဖို့ဆရာဝန်တွေကိုချိန်ချပါရီကြောက်လန့်လက်ကြားနဲ့ပဲချက်ချင်းသူမကိုခွဲစိတ်မှုစတင်ခဲ့ကြပါရီတခြားတနေရာမှာဆိုတော့သူ့ရဲ့ချစ်လာစွာသောတားကိုဆုံးရှုံးလိုက်ရလို့ဝမ်းနဲ့ပူဆွေးနေတဲ့ Drap က
The plate လို့တိကျတဲ့ rip နဲ့ dry ကားဆိုတဲ့လက်နက်ကင်နတ်ဆိုးတွေကိုခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာပဲ RB ကတတိပြန်ရလာခဲ့ပြီးဟိုဘိုကိုသူမရဲ့ဘေးမှာတွေ့ရပါတယ်။သူမကိုအမတ်တရအဖြစ်ပန်းအိုးသေးသေးလေးလက်ဆောင်ပေးကထွက်သွားဖို့ပြင်ဆင်ပါတယ်။ RB ကသူ့ရဲ့တနတ်နဲ့ကမ္ဘာပြဿနာအလုံးကိုမဖြေရှင်းနိုင်ဘူးလို့ပြောလိုက်ပြီးသူ့ကိုတားဆီးဖို့ကြိုးစားပေမဲ့ဟိုဘိုကဒါပဲငါတိပါတယ်လို့ရိုးရိုးရှင်းနဲ့ပြန်ပြောခဲ့ပါတယ်။သူထွက်သွားခဲ့ပြီးတားဖွားခန်းကိုဖျက်သွားတော့အိမ်မက်ဆိုးနဲ့ဒီမျိုးကလေးမှနေရမယ်သူတို့ရဲ့အနာဂတ်အတွက်ဆွေးရင်ကြောင့်မွေးကင်းစကလေးတွေကိုပြောခဲ့ပါတယ်။သူတို့ကဟိုဘိုလိုမျိုးတနတ်ကင်ဆောင်သူရဲ့အဖြစ်ကြီးပြင်းလာကြနိုင်ပေမဲ့သူ့ထက်ပိုပြီးတော့တာလာနိုင်တဲ့အကြောင်းသူကမျှော်လင့်ပါတယ်။မကြခင်မှာပဲပလိတ်အဖွဲ့ကဈေးုံထဲဝင်လာခဲ့ပြီးတော့ဝန်ထမ်းတွေကိုသူတို့ရဲ့လမ်းကြောင်းအပေါ်မှာရှိတာနဲ့မငြမတာတက်ဖြတ်ခဲ့ပါတယ်။ဒီမငြိမ်မသက်တန်ကိုကြားတဲ့အခါမှာတော့ဟိုဘိုက RBC အမြန်သွားကပလိတ်အဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ပါတယ်။သူတို့ကသူ့ကိုကားနောက်ဖုံးထဲမှာဖမ်းထားပြီးတော့လူတိရှင်ကြားကိုမြတ်ဖို့စီစဉ်ထားတဲ့ dress ပို့ခဲ့ပါတယ်။သူမရဲ့တအုပ်ထက်တော့တငယ်ချင်းအဖမ်းခံရတာကို RB တိတော့ကယ်ဆယ်မစ်ရှင်စတင်ဖို့ဆုံးဖြတ်ပါတယ်။သူမကပထမဆုံးအနေနဲ့အပေါင်ဆိုင်ကိုဝင်လိုက်ပြီးဟိုဘိုရဲ့တနက်နဲ့ပစိန်ကိုပေါင်းဆက်ကမျက်ရိပ်ဆက်ကိုလည်းယာယီတိုင်းအဖြစ်ပြောင်းလဲလိုက်ပြီးတော့သူမရဲ့ကိုပိုင်လက်နက်ဖန်တီးပါတယ်။သူမထွက်တော့ဖို့ပြင်ဆင်နေတော့မှပဲလောကြီးကသူမနဲ့ထိတ်တိုက်တွေ့ပြီးတော့သူမကိုအိုမဲ့အိမ်မဲ့လားလို့မေးခွန်းထုတ်ပါတယ်။သူတို့က drag ရဲ့အမိတ်ကိုလိုက်နာဆဲဖြစ်ပြီးတော့မြို့မှာရှိတဲ့ဟိုဘိုလိုမျိုးလူအလုံးကိုချေမုန်းဖို့အတွက်ရှာဖွေနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒါကအာဘီကိုစစ်အနောက်ရှက်ဖြစ်စေပြီးတော့လူစုလူဝေးကိုစစ်အားထက်တန်စွာပြောဆိုဖို့လှုံ့ဆော်မှုဖြစ်ခဲ့ပြီးအိုးမဲ့အိမ်မဲ့တွေရဲ့အခွင့်အရေးအတွက်ရှည်လျားတဲ့မိန့်ခွန်းကိုဟောပြောခဲ့ပါတယ်။အဲဒီနောက်မြင်ကွင်းကပြောင်းသွားခဲ့ပြီးတော့ drag ကသူ့ရဲ့အသစ်ဆက်ရှိုးကိုလူဝေစုယုံမှုအကျင့်ရပါတယ်။ပလိတ်အဖွဲ့ကဟိုဘိုကိုဖမ်းပြီးတော့လေပင်တဝိုက်မှာအပေါင်နဲ့အဖုံးတစ်ခုကိုချိတ်ဆွဲလိုက်ပြီးလူကန်ကိုလှုပ်တလို့မျိုးတွင်းထဲပစ်ချပါတယ်။ဒါပေမဲ့သူတို့လုပ်ငန်းမဆခင်မှာပဲ RB ကအခင်းဖြစ်တဲ့နေရာစီရောက်လာပြီးတော့ Ivan ကိုဓာတ်စခန်းအဖြစ်ဖမ်းထားပါတယ်။သူ့ရဲ့တငယ်ချင်းကိုလွတ်ပြီးဖို့တောင်းဆိုပေမဲ့အံ့ဩဖို့ကောင်းတာကတော့သွေးအေးတဲ့လူဆိုးကြီးကသူ့ရဲ့သားကိုသူ့ကိုစိတ်ပြက်စေတယ်လို့ပြောလိုက်ပြီးကိုရိုင်းတက်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ Rick ကဟိုဘိုကိုတတ်ဖို့ပြင်ဆင်လိုက်ပြီးဂရိုင်းဒါက RB ရဲ့အနောက်ကိုလိုက်လာပါတယ်။ဒါကိုလို့ကြီးကစောင့်ကြည့်နေတော့မှပဲအလွန်တင်းမာတဲ့အခြေအနေဖြစ်စေပါတယ်။ကန်အားလျော်စွာနဲ့ပဲ RB ကသူမရဲ့အစိတ်မြက်လက်နက်နဲ့ဂရိုင်းဒါကိုတတ်နိုင်ခဲ့ပါတယ်။သူမကဟိုဘိုရဲ့လေဘေးမှာခြိထားတဲ့ကြိုးကိုဖျက်တောက်ပြီးတော့အချိန်မီခေါင်းပြက်ရှင်းကနေကဲတင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာပဲ Drog တကြီးနဲ့ Drag က RB ကိုဖမ်းပြီးတော့မျက်ခုတ်တိုင်းကိုအတုံးပြုကသူမရဲ့လက်ကိုရဲရဲဆက်ဖျက်တောက်ပြပါတယ်။ဒါပေမဲ့လည်းဒဏ်ရာရနေတဲ့ကြားကနေသူမကတုံ့ပြန်ပြီးတော့ Drag ကိုအကြိမ်ကြိမ်ထိုးတက်ခဲ့ပါတယ်။အဲဒီနောက်သူမကဟိုဘိုစီကိုအပြေးလွှားတွားလိုက်ပြီးလုတ်ပြီးခက်ကသူက Rip ကိုနောက်ပြန်ဆုပ်ပြအောင်သူ့ရဲ့တနတ်နဲ့ချိန်ရွယ်ခဲ့ပါတယ်။အဲဒီနောက်ဟိုဘိုက Dress စီကိုတွားလိုက်ပြီးသူ့ရဲ့တနတ်နဲ့ချိန်ပါတယ်။တချိန်တည်းမှာပဲရဲတွေကအခင်းဖြစ်ပွားရာစီရောက်လာပြီးတော့ဟိုဘိုကိုလက်နက်ချကလဲမြောင်ထားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့လည်း RB ရဲ့ရဲစွမ်းတက်တီကြောင့်လုံဆော့ခံထားရတဲ့မြို့သူမြို့သားတွေကဟိုဘိုဖက်ကနေပြီးတော့သူတို့ရဲ့တနတ်တွေကိုရဲဝေစီချိန်ထားခဲ့ပါတယ်။ဒီပန့်ပိုးမှုကြောင့်ပဲဟိုဘိုကနောက်ဆုံးမှ Drag ရဲ့ခေါင်းကိုပြစ်ပြီးတော့သူ့ကိုအဆုံးသတ်ပစ်ပါတယ်။ဒါကြောင့်ပဲရဲတွေကဟိုဘိုကိုပြစ်စီခဲ့ပြီးမြို့သူမြို့သားတွေကရဲတွေကိုပြစ်ခတ်ခဲ့ကြပါတယ်။အဲဒီနောက် RB ရဲ့အော်ဒန်ကိုနောက်ခံမှာကြားနေရပြီးလူအလုံးအခင်းဖြစ်ပွားတဲ့နေရာမှာတင်တေဆုံးသွားတယ်ဆိုတာနဲ့ရုပ်ရှင်ကပြီးဆုံးသွားခဲ့ပါတယ်။ကြည့်ရှုပေးကြပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ။